ကောင်းတဲ့စကားမျိုးဖြစ်အောင်ဘာလုပ်ရမလဲဆိုတော့စကားပြောရင်ပြောတဲ့အချိန်မှပြောမယ်မပြောတဲ့အချိန်မပြောပါဘူးဘာဖြစ်လို့တော့ဆိုရင်စကားကောင်းပဲဖြစ်စေမပြောတဲ့အချိန်တော့ပြောမိလို့ရှိရင်စကားကောင်းမဖြစ်တတ်ဘူးတဲ့ဒါကြောင့်မို့စကားပြောရင်ပြောတဲ့အချိန်ပဲပြောမယ်မပြောတဲ့အချိန်မပြောဘူးပြောတဲ့အချိန်မပြောတဲ့အချိန်ဆိုတာတော့အသိဉာဏ်နဲ့ရွေးချယ်ရမယ်ပေါ့ပြောတဲ့အချိန်ရောက်လို့ပြောပြီဘယ်လိုပြောမလဲဆိုလို့ရှိရင်ကြီးကြီးပြောမယ်ရိုင်းရိုင်းဆိုင်ဆိုင်မပြောစကားဟာပြောတဲ့စကားပြောပြီမဲ့လို့ကြီးကြီးမပြောဘဲနဲ့ရိုင်းရိုင်းဆိုင်ဆိုင်ပြောလို့ရှိရင်ထိုစကားကောင်းမဖြစ်ပြန်ဒါကြောင့်မို့ကြီးကြီးပြောမယ်ရိုင်းရိုင်းဆိုင်ဆိုင်မပြောဘူးယဉ်ကျေးတဲ့စကားတိုင်းမှားမှားယွင်းယွင်းနေဆိုရင်အသုံးဝင်မှုဒါကြောင့်မို့မြတ်စွာဘုရားကမှန်တာပဲပြောမယ်မမှန်တာမပြောဘူးတဲ့မှန်တိုင်းကောင်းသလားလို့ဆိုတော့မှန်တိုင်းမကောင်းဘူးအကျိုးရှိမှကောင်းတယ်ဒါကြောင့်မို့ကိုပြောတဲ့စကားတစ်ခုဟာအဓိပ္ပာယ်ရှိနဲ့အကျိုးစီးပွားကိုဖြစ်ပေါ်စေနိုင်တဲ့စကားမျိုးပြောရမယ်ကောင်းကျိုးချမ်းသာကိုရစေတဲ့စကားမျိုးဖြစ်စေရကောင်းပြီအဲ့ဒီစကားမျိုးကိုပြောပြီးဆိုတဲ့အခါစိတ်ထဲကဘယ်လိုနှလုံးထားရမလဲလို့ဆိုရင်မေတ္တာစိတ်နဲ့ပြောမယ်တဲ့ဒေါသစိတ်နဲ့မပြောဘူးတချို့ကစိတ်ဆိုးနေမှဒေါသထွက်တာမဟုတ်ဘူးတချို့ကအမုန်းတရားကြောင့်ကြောက်တွန်းတာရှိသေးတယ်ခုခေတ်ပြောကြတာအချွန်နဲ့မှပဲဆိုတာပေါ့နော်ချိုချိုတာတာလေးပြောတိုင်းစကားကောင်းမဟုတ်ဘူးအတွင်းစိတ်ဓာတ်ကအမတန်အရေးကြီးတယ်ပေါ့နော်မေတ္တာစိတ်နဲ့ပဲပြောမယ်အမုန်းတရားနဲ့မပြောဘူးလို့ဆိုတဲ့ဒီစကားနဲ့ပတ်သက်လာတဲ့အင်္ဂါ၄ချက်အတိုင်းကိုယ့်ကိုဒိဋ္ဌံထားလို့ရှိရင်သူဝတိတဝါစာဖြစ်တယ်